မြောက်တော့ဘလို့မြင်လဲမသိဘူးကျွန်တော်တို့ Apple ရဲ့အချိုးတွေကိုကြိုက်ကုန်မကြိုက်တော့မြောက်လေကြားလိုက်မှာပါဟိုနေ့တုန်းကနေပြီးတော့ကြတော့ကျွန်တော်ဒီ Apple Pay ကိုအသုံးပြုတဲ့သူတွေအနေနဲ့ 30% ဆောင်ရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကြတော့ EU ကဒီကောင်ကိုတရားစွဲထားတယ်ဒီနေရာမှာကျွန်တော်မြင်မိတာတော့ဗျာ Apple က user ရဲ့ experience user ရဲ့ convenience ကိုမကြည့်ဘဲနဲ့သူငွေမှတ်တာကိုပဲရှေ့တန်းတင်တယ်လို့မြင်မိတယ်နောက်တစ်ခုရှိသေးတယ်ကျွန်တော်တို့ user တွေရဲ့ data တွေကို analyze လုပ်တယ် research တွေအများကြီးလုပ်တယ်ဒါပေမဲ့အခုချိန်ဒီကိုဒီကောင်က powerful ဖြစ်တဲ့ AI တွေကို user တွေလက်ထဲကိုမထည့်ပေးနိုင်သေးဘူးစဉ်းစားကြည့်လိုက်ကျွန်တော် smartphone brand တွေ smartphone လောကမှာတခြားသောကုမ္ပဏီကြီးတွေကအမိုက်စား feature တွေအမိုက်စား AI တွေကိုလုပ်ပေးနေတဲ့အချိန်မှာဒီကောင်အခုချိန်ဒီကိုလုပ်မပေးနိုင်သေးဘူးနောက်တစ်ခုရှိသေးတယ်ကျွန်တော်တို့ရဲ့ user privacy security ဆိုတဲ့ခေါင်းစဉ်အောက်မှာ user တွေရဲ့လုပ်ပိုင်ခွင့်တွေအားလုံးကန့်သတ်ထားတာကြီးလည်းတော်တော်ဆိုးတယ်ဒီထည့်ရမှာမြင်လျအောင်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါ Android user တွေအနေနဲ့ Telegram ကိုသုံးတဲ့အခါမှာလွတ်လွတ်လပ်လပ်သုံးခွင့်ရတယ်ဒါပေမဲ့ iPhone user တွေသုံးတဲ့အခါမှာ sensitive content ဆိုပြီးတော့ကျတော့ပိတ်ထားမျိုးတွေရှိတယ်ဒါတွေကိုကျွန်တော် setting ထဲဝင်ပြီးတော့ကျတော့ဒါတချို့ကိစ္စတွေမှာဖွင့်လို့ရတယ်ဒါပေမဲ့တချို့ content တွေမှာဆိုလို့ရှိရင်လုံးဝကိုဖွင့်လို့မရတာရှိတယ်စဉ်းစားကြည့်လိုက်ဗျာဟိုမပေးဘူးဆိုလို့ရှိရင်လည်းမပေးနဲ့ပေးမယ်ဆိုလို့ရှိရင်လည်းဒါလွတ်လွတ်လပ်လပ်ပေးလိုက်ဒါကြီးကတော်တော်အောက်တယ်ဒါပေမဲ့ဒီနေ့ဒီပြဿနာကိုဘယ်လိုဖြေရှင်းရမလဲဆိုတော့ကျွန်တော်ပြောပြမယ်Don't forget တူရောင်နေကြည့်ရှောင်းဘိုးအိမ်အပဲဘက်ကနေပြီးတော့ကြာတော့ကျွန်တော်လာ user ရဲ့ privacy security ဆိုတဲ့ခေါင်းစဉ်အောက်မှာအခုလိုမျိုးတွေပိတ်ဆို့ထားရဲဆိုပေမဲ့ Telegram အနေနဲ့ user ဘက်ကိုကြည့်ပြီးတော့ကြာတော့ဖွင့်မိတဲ့ setting လေးတစ်ခုရှိတယ်အဲ့ဒါကိုဘယ်လိုလုပ်အောင်လဲဆိုတော့ကျွန်တော်အခုပြောပြမယ်ဒီဆုံးကျွန်တော်တွေ server တွေကိုဝင်လိုက်မယ်ပြီးလို့ရှိရင် Telegram ရဲ့ official website ပေါ့နော် telegram.org ဆိုတာလေးရှိတယ်ကျွန်တော်အဲ့ဒီ website တွေကိုဝင်လိုက်မယ်ဒီမှာကျွန်တော်တို့ဒါတခြားဖုန်းတစ်လုံးရှိရဆိုလို့ရှိရင် scan ဖတ်ပြီးတော့ဝင်လို့လည်းရတယ်ဒါမှမဟုတ်လို့ရှိရင်ဒီမှာဖုန်းနံပါတ်နဲ့ဝင်မယ်ဆိုရင်လည်းဝင်လို့ရတယ်အဲ့တော့ကျွန်တော်ဖုန်းနံပါတ်ထည့်ပြီးဝင်လိုက်မယ်Telegram ကနေကုတ်လေးကြာလာတယ်ကျွန်တော်အဲ့ဒါလေးကိုဖြည့်လိုက်မယ်ကဲအခုဆိုလို့ရှိရင်ဒါကျွန်တော်တို့ရဲ့ account လေးကိုဝင်ပြီးသွားပြီပါနော်ပြီးလို့ရှိရင်ကျွန်တော် menu button ကိုနှိပ်ပြီးတော့ကြာတော့ setting ထဲကိုဝင်လိုက်မယ်ဒီမှာဆိုလို့ရှိရင် privacy and security ဆိုတာလေးရှိတယ်ကျွန်တော်အဲ့ထဲကိုထပ်သွားလိုက်မယ်အောင်နာလေးကိုနည်းနည်းဆွဲပြီးတော့ကြာတော့ကျွန်တော်ဒီမှာ disable filtering ပေါ့နော်ဒါဆိုလို့ရှိရင် sensitive content တွေကို filter လုပ်တဲ့ feature ကိုဒါပိတ်လိုက်တာပေါ့နော်ကဲအခုလိုမျိုးလေးလုပ်ထားလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒါ Telegram user အနေနဲ့ Android user နဲ့ iPhone user ကြားထဲမှာတန်းတူညီမျှမှုမရှိဘူးဆိုတဲ့ခံစားချက်ကိုဖယ်ရှားပေးမှာပါဆိုတော့ sensitive content တွေကြည့်ကျင်နေဆိုလို့ရှိရင်ကြည့်လို့ရတော့ပါပြီဒါပေမဲ့ရှောက်တော့မကြည့်နဲ့နော်